အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီကြောက်ကပ်ပေါ့နော်စီလန်းချောင်းစီးအိမ်မှာကြောက်တယ်တဲ့ကိစ္စလေးကိုနည်းနည်းပြောမယ်ပေါ့နော်ဒါတွေကလည်းကျွန်တော်တို့အဖြစ်များတဲ့ယောဂတွေမှာပါတယ်လို့လူငယ်တွေအနေနဲ့လည်းဒီစီလန်းချောင်းပိုးဝင်တာတွေနော်ကြောက်တဲ့အားတွေစီလန်းချောင်းကြောက်ကပ်တွေရောင်းတာတွေအပါအဝင်ကြောက်ကပ်အစားတို့လဲတဲ့ခြင်းကိစ္စတွေကလည်းမကြာခဏဆိုလို့ကျွန်တော်တို့ line ပေါ်မှာတွေ့နေရပါတယ်နော်အဲ့တော့ကြောက်ကဲနဲ့စီလန်းကြောင်တစ်ချောင်းမှာကြောက်တယ်ခြင်းဒါမှမဟုတ်တခြားနော်ယောဂါတွေနဲ့ပတ်သက်ပြီးတော့အမျိုးသားအမျိုးသမီးတွေမှာပြန်ရှင်ကြည့်မယ်ဆိုရင်ကျွန်တော်မိန်းမအမိယောက်ျားစီအဲ့လိုမျိုးတွေလည်းရှိရတယ်နော်ယောက်ျားမှစီလန်းကြောင်ကမိန်းကလေးတဲ့3ဆပို့ပြီးတော့ဖြစ်နိုင်ခြင်းများတယ်ပေါ့နော်ယောဂါတွေနော်အဲဒီကြောက်ကကြောက်တယ်အားတွေလည်းနော်အဲ့တော့အဖြစ်များတဲ့အသက်အရွယ်အရဆိုရင်ကျွန်တော်သိလောက်တော့30နဲ့50ကြားမှာဆိုရင်ဖြစ်တယ်လူ10ယောက်မှာ1ယောက်လောက်တော့ဖြစ်တယ်ပြီးတော့နေရပေါ့နော်မိတောက်သုံးတဲ့ရေပေါ်မှာလည်းမူတည်တယ်မိမိရဲ့နေ့စဉ်နော်စားတောက်တာတွေပြုတ်မှုနေထိုင်တာတွေလည်းအများကြီးမူတည်ပါတယ်စီလန်းချောင်းကြောက်တယ်တာကအများစုကခုနပြောတင်းငယ်တဲ့ကြောက်လေးတွေကနေစပြီးတော့ဒီစီလန်းချောင်းမှာဖြစ်တယ်3 mm လို့ခေါ်တယ်ပေါ့နော်3 mm ပေါ့3 mm ဆိုပြီးတော့အထာဆောင်ရိုက်တာပဲဖြစ်ဖြစ်ဓာတ်မှန်ရိုက်တာပဲဖြစ်ဖြစ်အဲ့မှာတွေ့နိုင်တယ်အဲ့တဲ့ကြီးရဲ့ဆိုရင်စီလန်းချောင်းမှာပိတ်ဆို့တတ်တယ်နော်အဲ့မှာယောဂလက္ခဏာလည်းစပေါ်တာပေါ့နော်အဲ့တော့စီးကြောက်တဲ့အခါမှာအများဆုံးဖြစ်တဲ့ဟာခါနာပဲအဲ့တော့ဒီကျွန်တော်တို့ဒီဟိုမှာပေါ့နော်ဒီရက်သေးရွာထဲမှာခါနာပြီဆိုရင်သူကစပြီးပြောဆရာကျမအမြန်စီးနှမ်းချောင်းမှာတခုမြန်ကြောက်တယ်လို့လားစီနှမ်းချောင်းမှာကြောက်ကမြန်ရောင်းနေလို့လားပေါ့ဒါမျိုးတွေအများသောအားဖြင့်တော့ awareness ရှိကြပါတယ်နော်အဲ့တော့ပိတ်ဆို့တဲ့နေရာပေါ်မှာပုံတီးပြီးတော့အဲ့ပိတ်ဆို့တဲ့နေရာရဲ့နောက်မှာစီးရအိုင်ပြီးတော့ဘာလို့ဖိအားများလာပြီးတော့ကြောက်ကမှရှိတဲ့နော်အောင်ကျော်လေးတို့နားစီတာပေါ့နော်ခါရဲ့ဘဲဘက်ဒါမှမဟုတ်ညာဘက်မှာအောင်တာပေါ့နော်အဲ့တော့လူကောင်းဘက်ကလေးကနေရုပ်တရက်ထနာတာမျိုးတွေဖြစ်တာပေါ့ဒါကတော့လေနာကျင်မှုကြောင့်ဒီမှာတအားနဲ့ကိုခြေပြားလက်ဖြားတွေအေးလာမယ်ချွေးသီးတွေပြန်လာမယ်အော့အန်နာတွေကြီးဖြစ်နိုင်တယ်ပေါ့နော်ညာဘက်မှာဆိုရင်စီးလန်းချောင်းကြောက်တယ်မယ်ဆိုရင်ဥတက်ရောင်တာလည်းမှားတတ်တယ်ဒီဘာလို့ညာဘက်မှာဥတက်ရောင်တာရှိအောင်နော်နာတဲ့အချိန်မှာမိနစ်အနည်းငယ်နဲ့နာရီကွက်ခန့်ကြာတဲ့အချိန်နာတတ်တယ်အနာပြောက်တဲ့အချိန်မှာလည်းလူကောင်းပလီပုံမှန်ဖြစ်သွားတယ်မဖျားဘူးပေါ့နော်စီးလန်းချောင်းပိုးဝင်တာပါရင်တော့ဖျားနိုင်တာပေါ့ဒီနော်အဲ့တော့ကပိတ်ဆို့မှုကြောင့်စီးနိုင်ရန်လေးမှာကြွက်သားလေးရှိအဲ့ဒါလေးကကြောက်ကိုညှစ်လိုက်တဲ့အခါမှာတအားလာနော်စီးတန်းချောင်းမှာရှိတဲ့ကြောက်ကိုသူကညှစ်လိုက်မိတဲ့အခါမှာကြွက်သားလေးတာလေနော်ဘာလို့လဲဆိုတော့အဲ့ကြောက်မှာပိတ်နေတဲ့အခါမှာကြောက်ကလုံးချိုးကြီးမှမဟုတ်တာကြောက်လေးကဆူးညွန့်ငယ်လေးလိုမျိုးလေးရှိတယ်အဲ့ကြောင့်မို့ခါကြောက်ရှင်လုံးကျော်မဟုတ်ဖ ೇನೆ အဲ့လိုအဖုထစ်လေးချွန်တက်လေးပါတဲ့ကြောက်တွေနဲ့တွားတွေ့ရဆိုလို့ရှိရင်သွေးကြောလေးတွေပေါက်သွားနိုင်တယ်ပြီးရင်သွေးတွေပါတတ်တယ်ပေါ့အများသောအားဖြင့်ကြောက်ကရဲ့စီးပြုံရဲ့စီးအိမ်တွေမှာကြောက်ကြဲတာနော်ဒီကြောက်တွေကြောင့်စီးထဲမှာသွေးစားပါလာအဲ့ဒါဆိုတစ်ခါကြောက်ရှင်ကျွန်တော်တို့ဗာစီးနှမ်းချောင်းပိုးဝင်တာတွေနဲ့မှားတတ်တယ်စီးနှမ်းချောင်းကပိုးရှိနေရင်တော့ခုနကကျွန်တော်ပြောဖျားတာတို့ချမ်းတုံတာတို့ရောပြီးဖြစ်လာနိုင်တယ်နော်ဖြစ်ရတဲ့အကြောင်းရင်းတွေကအဓိကတော့ဗာလဲဆိုခါကျကျွန်တော်တိတိကျကျပြောဖို့တော့ခက်တယ်တယောက်နဲ့တယောက်တော့မတူနိုင်ဘူးစီးနေတာများတာကိုကြည့်မယ်ဆိုရင်စီးနေတယ်နေနှစ်တွေများတယ်ပေါ့နော်စီးကမကြည့်ဘူးနောက်တယ်ဆိုရင်ဒါရေးတောင်းနေလို့ရေးတဲ့ဆုံးရှုံးလို့ရာသီဥတုပွဲလို့နော်ဒါမှမဟုတ်စီးကြောက်တယ်စီနိုင်တဲ့အစားတောက်တွေစားလို့ပေါ့နော်နောက်ခါကျရင်ဟိုရေထဲမှာလည်းခုနကပြောလို့ကယ်လ်ဆီယမ်ပေါင်ဝင်နှုံးလို့ထုံးတက်ပေါင်နှုံးလို့များလို့ပေါ့နော်စီးနှမ်းချောင်းတစ်လျှောက်ပိတ်ဆို့မှုဖြစ်တဲ့အခါမှာပိတ်ဆို့ရတဲ့အကြောင်းအားကြတော့ခုနကပြောလို့ကြောက်ကက်ကနေစီးထွက်နေရမှာတော့ကောင်းစီးနှမ်းချောင်းမှာတော့ကောင်းဒါမှမဟုတ်ခုနကပြောစီးအင်ရဲ့ထိတ်မှာကျွန်တော်ယောက်ျားလေးဆိုစီးကျိတ်ရှိတယ်စီးကျိတ်ကြီးရောင်တဲ့ဟာတော့ကောင်းနော်အဲ့လိုမျိုးဖြစ်တယ်နော်စီးကျိတ်ကြီးတာပေါ့နိစီးနှမ်းချောင်းကျင်းတဲ့ယောဂါတွေလည်းရှိတယ်နော်စီးနှမ်းချောင်းပိုးဝင်တဲ့ခါကြလို့ရှိရင်လည်းခုနပြောလို့ကြောက်ကတ်တယ်မှာခုနကယ်လ်ဆီယမ်တို့နော်အက်ကလီဓာတ်တွေများလာမယ်အကယ်လ်ဆီယမ်စတုန်းတွေနဲ့တွားတွေ့မယ်အဲ့လိုမျိုးဆိုများသောဖြင့်တော့စီးနှမ်းချောင်းပိုးဝင်တာမျိုးသမီးတွေမှာပုံများပါပေါ့နော်ကြောက်ဖြစ်နိုင်တဲ့အစာပြုတ်မှုကြောင့်တစ်ခါမှဗီတာမင် A ချိုးတဲ့လူတွေအဲ့ဆိုရင်စီးနှမ်းချောင်းတစ်ချောင်းမှာရှိရဲ့နော်ဒီဟွာလေးဆော့လေးတွေကတွေ့ကြပြီးတော့လေဗီတာမင် A ချိုးတဲ့ရင်လည်းဖြစ်တယ်လေနောက်ကကြတော့ဟိုမက်ဂနီဆီယမ်တို့စစ်ထရိတ်တို့အဲ့ဒါတွေနည်းပါလို့ရှိရင်လည်းကြောက်ဖြစ်နိုင်မှုကိုခုနပြောသလိုကြောက်ဖြစ်စီနိုင်မှုကောက်ဝမှုအားနေတယ်အဲ့ဒါမက်ဂနီဆီယမ်နဲ့စစ်ထရိတ်တွေလည်းဒါအဲ့စစ်ထရိတ်ကခုနပြောလို့အချင်းတက်ပေါ့နော်အချင်းတက်တအားလွန်ခဲ့ရင်လည်းစစ်ထရိတ်တုံးဆိုပြီးတော့လည်းဖြစ်တတ်တယ်ဒါမျိုးကလည်းဒါဟိုရှင်ပြီးတော့ပြောရမယ့်ဟာတွေမှာပါပေါ့နော်အဲ့တော့စီးကြောက်မျိုးစားတွေကခုနပြောဆိုခန္ဓာကိုယ်ရောက်ဖွဲ့စည်းတာပေါ့ကြောက်ကမှတန်ရင်ကြောက်ချီရစီးပို့ပြမှာတရားရှိတယ်စီးအိမ်မှာတရားရှိတယ်စီးအိမ်အထွက်မှာရှိတယ်စီးလမ်းကြောင်းပေါ့နော်ကျွန်တော်ပြောသလိုကြောက်ကစီးလမ်းကြောင်းစီးအိမ်ပေါ့ဒီ၃မျိုးမှာတော့များသောအားဖြင့်တော့ကျွန်တော်တို့ကရိုးတက်မှမှာတွေးနိုင်တယ်ရိုးတက်မှမှာတွေးနိုင်တဲ့ဟာတွေကဘယ်လိုကြောက်မျိုးစားတွေကကယ်လ်ဆီယမ်တို့နော်ကယ်လ်ဆီယမ်အောက်စားလိုက်ကယ်လ်ဆီယမ်ဖော့စဖိတ်ပေါ့နော်နောက်ကဖော့စဖိတ်တွေကတော့ရိုးတက်မှမှာမြင်နိုင်တယ်ရိုးတက်မှမှာမမြင်နိုင်တာကကြတော့ယူရီအက်ဆစ်ဓာတ်များလို့ဆိုပြီးဖြစ်တဲ့ခေါင်းယောဂါကြောင့်ဖြစ်တဲ့ဟာတွေကကြောင့်ရိုးတက်မှမှာမမြင်ရအောင်နော်
ဟိုနောက်ကကျတော့ဒီခုဟိုဒီ HIV AIDS တွေမှာကြောင့်ဖြစ်တဲ့ဟာတွေပေါ့နော်အင်ဒီနာဘာကြောက်မျိုးစားတွေကလည်းမတွေ့နိုင်ဘူးเนาะအဲ့တော့ခါကျတော့ကြောက်ကမှကြောက်တယ်တဲ့ခါကျရင်အများစုကတယ်လီဗေးရှင်းဓာတ်မှန်တွေရိုးဓာတ်မှန်တွေကြည့်တဲ့ခါမှာရုပ်တဲ့တစ်ခါကျရင်မတော်ဆတွေ့တာမျိုးတွေလည်းရှိတယ်အဲ့ကြလို့ရှိရင်တော့ကျွန်တော်အသေးလို့ရှိရင်တော့ကျွန်တော်ကအပြင်ကနေပြီးတော့ဟိုဘယ်လိုပြောလေဆာတွေနဲ့နားမတောက်ဆေးတွေနဲ့ကုသလိုက်ရင်ကောင်းသွားပါတော့အဲ့တော့စစ်ဆေးမှုပြုလုပ်တဲ့ခါကျလို့ရှိရင်စီးကိုစစ်ဆေးတာရှိတယ်စီးပိုးမွေးတာရှိတယ်စီးကကြောက်ကရဲ့လုပ်ငန်းဆောင်တိုင်းပေါ့နော်အဲ့ဒါကို renal နော်ဟိုဟာ renal dialysis sorry renal profile စစ်တယ်ပေါ့နော်ဥပမာဒါတော့ဒီဟို urine ရော RE စစ်တာဆိုရင်ဗာလဲအားကြောင့် routine examination ရိုးရိုးပဲစီးထဲမှာဘာတွေပါအမှုံမွားတွေပါလားနော်ပိုးပါတာဒါကိုကြည့်တာပေါ့နော်နောက်သွေးနဲ့စီးနဲ့မှာရှိတဲ့ ဓာတ်တွေကိုထိတာရှိတယ်အဲ့ဒါကြတော့ခုနဟိုurinalysis လောက်တာမျိုးပေါ့နော်analysis လုပ်တဲ့ဟာမျိုးတွေနောက် television ultrasound ဓာတ်မှန်တွေရိုက်လို့ရတယ်เนาะကျွန်တော်တို့ဒီရိုးရိုးဓာတ်မှန်တွေလည်းအများဆုံးရိုးရိုးဓာတ်မှန်က90%လောက်တော့တွေ့နိုင်ပါတယ်နောက်ခါကျရင်အဲ့တက်ပို့ပြီးတော့ကောင်းရင် intravenous เนาะဟော urogram ရိုက်တာရှိတယ် CT scan ရိုက်တာရှိတယ်ပေါ့နော်နောက်ထပ်တစ်ခါကျတော့ကျွန်တော်တို့ကကုသမှုပုံစံလေးဆေးနဲ့ထိန်းတာရှိဥပမာရွယ်အစား5 mm ထက်သေးငယ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကြောက်ကချက်ချင်းကုသထားမှာစောင့်ကြည့်ရမယ်ဒါပေမဲ့စီးလမ်းကြောင်းပို့တဲ့နေရာမှာပိတ်နေတာလို့ပိုးဝင်တာလို့ဆိုရင်တော့ကျွန်တော်တို့ကချက်ချင်းဒါရိုးဆေးကုသမှုနဲ့ရတယ်အခန္ဓာကိုယ်အပြင်မှာရှိတဲ့အတန်လှိုင်းနဲ့ကြောက်ချတာရှိတယ်အဲ့တော့အရွယ်စားအဖြစ်2 mm အောက်မှာရှိတဲ့ဟာတွေခြေနိုင်တယ်ကျွန်တော်တို့အတန်လှိုင်းနဲ့လေနော်တစ်ခါကြောက်ရှင်ကိုယ်ဝင်ဆောင်နေဆိုရင်တော့ဒါမလုပ်သင့်ဘူးပေါ့နော်အတန်လှိုင်းနဲ့လုပ်တာတော့နောက်ဘက်ကနေကြောဘက်ကနေအပေါက်ငယ်လေးဖောက်ပြီးတော့ကျွန်တော်တို့ကြောက်ကတ်မှာရှိတဲ့ကြောက်ကိုခြေတာမျိုးတွေလည်းရှိတယ်ကြောက်ကအတွင်းမှာပုံမှန်စီလန်းချောင်းကနေဆင်မှန်မြောင်းထည့်ပြီးတော့ကြောက်ချတာလည်းရှိတယ်။ဝမ်းပိုင်မှာအပေါက်သေးလေး3ခုလောက်ဖောက်ပြီးတော့လေ laparoscopic ပုံစံလေးခြေတာမျိုးလည်းရှိတယ်။စီပို့ပြုံအတွင်းမှာကြောက်တဲ့ဆိုရင်တော့ကျွန်တော်ကစီပို့ပြုံမှာရှိတဲ့ကျင်းနိုင်တဲ့နေရာ3ခုရှိတယ်။အဲ့နေရာတွေကိုကျွန်တော်တို့ကြောက်တစ်ဆိုနေတာနဲ့ဝမ်းပိုင်ရဲ့ဘေးဘက်မှာအောက်နာတို့ပေါင်ချံမှာနော်အဲ့ကနေ grind to grind pain ပေါ့ကြောဘက်ကနေဝမ်းပိုက်ကနေပြီးပေါင်ချံထိရွေ့ပြီးတော့အောက်နာမျိုးပေါ့စီးသွားရင်သွေးပါတာချမ်းတုံဖျားတာကြောက်ကတ်မှာအရေးတွေတင်းလာပြီးတော့လက်နဲ့ဆန်းပြီးတော့ကြောက်ကက်ကသွားပြီးတော့ဆန်းလို့မိတာပေါ့လက်လေးနဲ့ပုတ်ကြည့်လို့ရှိရင်ကြောက်ကက်ကိုသွားမိနေတာမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာကြီးဆိုရှင်အဲ့ကြောင့်မို့ကုသတဲ့ဟာတွေကိုဆက်ပြီးတော့ကျွန်တော်ပြောပါမယ်ခင်ဗျာအဲ့တော့ကုသတဲ့ခါမှာဆေးနဲ့စောင့်ကြည့်တာရှိတယ်မှန်ပြောင်းနဲ့ကြည့်ရှုပြီးတော့ကုသတာရှိတယ်နောက်ဘိုက်ခက်ကနေပြီးခွဲထုတ်တာရှိတယ်အပေါက်ငယ်လေးနဲ့ကုသတာရှိတယ်အဲ့တော့ခုနပြောလို့စီလန်းချောင်းမှာကုသတဲ့စနစ်တွေများစွာရှိတဲ့အနက်တကယ်တော့အဓိကတော့ဗာလဲဆိုတော့ကျွန်တော်ပြောတယ်စီလန်းချောင်းကြောက်တယ်မှုမဖြစ်ဖို့နေ့စဉ်ကိုယ်လက်လှုပ်ရှားလုပ်ရမယ်ဒီတစ်နေ့2လီတာနဲ့3လီတာဒီပုံမှန်တောက်ပြရမယ်ကြောက်ကက်ကိုကြောက်တဲ့စီတဲ့အစားအသောက်တွေကိုရှောင်ကျဉ်ပေးရမယ်အားမှပဲကျွန်တော်တို့ကြောက်ကက်ယောဂါကနေပြီးတော့ကာကွယ်မှုဖြစ်နိုင်တယ်နောက်ပိုင်းမှာလည်းဆက်လက်ပြီးတော့ကျွန်တော်ဆွေးနွေးပါအောင်မယ်ဒါနဲ့ပတ်သက်ပြီးဒီကျမတို့သိချင်တာရှိရင်လည်းကွန်မန့်မှာရေးခဲ့ပြပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ